လူတွေဟာလူတစ်ယောက်ကိုဟာတိုက်ရင်မောကြတယ်လှောင်ပြောင်ကြတယ်အဲ့ဒီຢာတွေရဲ့နောက်မှာရင်မောကြီးခံရတဲ့လူကအောင်မြင်နေရလားရင်မောတဲ့လူကအောင်မြင်နေရလားဆိုတာနဲ့ပတ်သက်ပြီးတော့သူကဒီမှာစကလုံးတူတူလေးနဲ့လှလှပပရေးထားတာဖြစ်တယ်နောက်ပြီးတော့ကိုသူများတွေလာလှောင်ပြောင်နေဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးသူကတစိမ့်တည်းသားတစ်ပြိုင်တည်းရှင်းပြထားတာဖြစ်တယ်ဒါကြောင့်မို့ဒါဘာဟုတ်ပြောထတာလဲဆိုတော့သိအောင်ကျွန်တော်တို့အဆုံးထိကြီးလိုက်ကြရအောင်Let's get started. A lot of people laugh at me because I'm different. I laugh at them because they are all same. စာကြောင်းကဒီလောက်ပါပဲဒါကိုကြောက်တဲ့ပူပြီးတော့အင်းလေးဆရာကြီးတွေနဲ့ဆရာမကြီးဒုက္ခပညာရှင်တွေနဲ့နောက်ပြီးတော့လူတွေဟာတိုက်ရင်မောတဲ့ကြားထဲမှာတယောက်တည်းအောင်မြင်အောင်ကြိုးစားသွားတဲ့သူတွေကဒီအရာတာကိုပူပြီးနားလဲသဘောပေါက်ကြပါလိမ့်မယ်ကျွန်တော်ဒီအကြောင်းအပေါ်မှာလည်းရေးထားပါတယ်မိဘသားမိလည်းဘာသာပြန်ကြည့်လို့ရပါတယ်โอเคသူကဘာကိုမိမောင်းထိုးပြထားတာလဲဆိုတာကိုကျွန်တော်အနေနဲ့ share လုပ်ပြရမယ်ဆိုတော့ a lot of people laugh at me လူတော်များများကကျွန်တော်ကိုဟာတိုင်းရင်မောကြတယ်တဲ့ because ဘာလို့ဆို I am different ကျွန်တော်ကနည်းနည်းကွဲပြားခြားနာနေလို့မတူထူးခြားနေလို့ပေါ့I laugh at them because they are all same ကျွန်တော်ကသူတို့ကိုရင်မောတယ်ဘာလို့သူတို့အားလုံးကတပုံစံနဲ့ဖြစ်နေလို့ဒါကြောင့်မလို့ကျွန်တော်တို့ကတခါတလေမှာကိုဟာဘယ်နေရာမှာရောက်နေပြီလဲဆိုတာကိုသုံးသပ်ရမှာဖြစ်တယ်ဟာလားဒီရိုက်တစ်ခုလုံးကိုခြုံပြောရမယ်ဆိုရင်ဟိုမှာကျွန်တော်တို့နဲ့မတူဘဲနဲ့တမှုထူးခြားပြီးတော့နေတဲ့လူတွေကိုကျွန်တော်တို့လှောင်ပြောင်လို့မရဘူးအဲ့လိုတမှုထူးခြားတဲ့လူတွေကပဲသူတို့ကပဲအများကြီးလောကကြီးမှာဟိုအကျိုးဖြစ်မှုလုပ်သွားလို့အများကြီးနဲ့တည်ထွင်မှုတွေလုပ်သွားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းသူများတွေကိုဟာတိုက်ရင်မောကြပြီဆိုရင်လေကိုကခေါင်းထဲမှာမထည့်ပါနဲ့ဘာကြောင့်လဲသူတို့နဲ့ကိုဟာမတူတော့လို့ပါပဲအဲ့လိုပဲကိုကသူများကိုရင်မောမိပြီဆိုရင်လည်းကိုပြန်သုံးသပ်မယ်သူတို့အားလုံးကတူနေလို့ကိုကရင်မောမိတာဒါမှမဟုတ်ငါကပဲသူတို့တော့အသုံးမချဖြစ်သွားလားဆိုတော့အမြဲတမ်းကိုသုံးသပ်ဆန်းစစ်နေရမှာဖြစ်တယ်ဒီစာသားကိုပြီးတော့ကျွန်တော်အနေနဲ့စကားလုံးတချို့နဲ့ပေါ်ပြလို့မရတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်ဘာသာပြန်ပြီးတော့အကောင်းဆုံး floor တွေကိုဒီကနေပြီးထုတ်ယူနိုင်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်နောက်မှဒီတစ်ပုတ်ကောင်းတဲ့ floor နဲ့တို့ကျွန်တော်ပြန်လာခဲ့ပါမယ်I love you all see you in my next video bye bye